အားလုံးပဲမင်္ဂလာပါနီးပညာလမ်းညွှန်မှာကြိုဆိုပါရစေခုတင်ပြပေးမှာကတော့ April 24ရက်နေ့မှာ Facebook ကထုတ်ပြန်ကြေညာတဲ့ Messenger Room နဲ့မိတ်ဆက်ပေးချင်ပါတယ် Messenger Room ဟာဆိုရင်လူဦးရေ50ဦးအထိရုပ်သံခေါ်ဆိုနိုင်အောင်တီထွင်ဖန်တီးထားတာပဲဖြစ်ပါတယ် Facebook က၎င်းတို့ရဲ့တရားဝင်စာမျက်နှာမှာ April 24ရက်နေ့မှာMessenger Room ကိုစတင်မိတ်ဆက်လာခဲ့တာပဲဖြစ်ပါတယ်ဒီ Messenger Room ဟာဆိုရင်အဲ့ဒီ Room link ရှိုံနဲ့ WhatsApp Instagram ကနေပြီးတော့လဲချိတ်ဆက်ပြီးတော့မှစကားပြောနိုင်အောင်တီထွင်ဖန်တီးထားတာပဲဖြစ်ပါတယ်We got love, love, love. You better believe it. It's all about love. Self-love is the best love. When you gon' take that wristband off. Play catch with the honey. Love is the new money. I'm just chillin' with the homies. Homies where the heart is. Play catch with the hundreds. Love is the new money. I'm just chillin' with the homies. Homies where the heart is. Messenger Room ကိုအသုံးပြုတဲ့အခါမှာ mobile connection ကတိတ်အဆင်မပြေတာတွေ့ရတယ်ဒါကြောင့်အရေးကြီးတဲ့ဆွေးနွေးမှုမျိုးတွေ့ဆုံမှုမျိုးစကားပြောမှုမျိုးဆိုရင်Wi-Fi connection နဲ့ချိတ်ဆက်အသုံးပြုဖို့ရန်အတွက်အကြံပြုချင်ပါတယ်One blood don't care about your face, color of your eye, or the tone of your skin. Don't care where you are, don't care where you been. Cause man, I'm loving this peace. Man, I'm loving this peace. Man, I'm loving this peace. There's one tribe, y'all. We are one people, one people, one people, one tribe, y'all. One tribe, y'all. We one tribe, y'all. But we need to all one people. One more, one love, one passion. One tribe, one understanding. Cause you and me can become one. ဦးစွာပထမကျွန်တော်တို့ကွန်ပျူတာ laptop မှာတစ်ဆင့်အသုံးပြုသူများအတွက် Messenger desktop ကိုမိတ်ဆက်ခြင်းနဲ့ Windows 10 သုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ Microsoft Store မှာ Messenger အတွက်ဒီ desktop application လေးကိုဒီနေရာမှာကျွန်တော် download ဆွဲချပါမယ် Mac OS အသုံးပြုသူများအတွက်မိမိတို့သက်ဆိုင်ရာ application လေးကိုဒီနေရာမှာ download ဆွဲချရမှာပဲဖြစ်တယ်ဒီ Messenger desktop ကတော့သူ့ရဲ့ requirement အသုံးပြုဖို့ရအတွက်လိုအပ်ချက်တွေရှိပါတယ်ဒီ application ရဲ့အောက်နားလေးမှာကျွန်တော်တို့တစ်ချက်လေ့လာကြည့်ရအောင် Windows 10ဆိုရင်240 ထိ update ဖြစ်ဖို့လိုပါတယ်64 bit Windows ကိုလည်းတောင်းဆို
ထားတာတွေ့ရပါတယ်ဒါကြောင့် Windows 10အသုံးပြုသူများအတွက်ပုံမှုပြီးတော့မှတင်တော်မယ်လို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ဒီ application ကိုဆွဲချပြီးတဲ့အခါမှာကျွန်တော်တို့ application ကိုဒီနေရာနေပဲတိုက်ရိုက်ကျွန်တော်တို့ဖွင့်ကြည့်ပါမယ်ဖွင့်ကြည့်တဲ့အခါမှာကျွန်တော်တို့ Messenger desktop ကနေပြီးတော့မှ username ဘယ်ဟာနဲ့သုံးပါလဲလို့မေးမှဖြစ်တယ်ကျွန်တော်ကတော့ဒီကိုယ့်ရဲ့နာမည်နဲ့ပဲအသုံးပြုမယ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့သဘောတူ sign in လုပ်ပါမယ်လုပ်ပြီးတဲ့အခါမှာမိမိရခင်ကကျွန်တော်တို့ဒီဖုန်းထဲမှာကျွန်တော်အသုံးပြုတဲ့အတိုင်းပဲ Messenger ကိုမြင်ရမှာဖြစ်တယ်အဲ့ဒီ Messenger ရဲ့ဘေးနားလေးမှာရှိတဲ့ဒီဗီဒီယိုပုံစံနဲ့အပေါင်းလက္ခဏာကိုနှိပ်ပြီးမှယခုကျွန်တော်တို့ Messenger Room ကိုစတင်အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်အဲ့ဒီလို Room တစ်ခုကိုစတင်ပြီးတဲ့အခါမှာပုံမှာပြထားတဲ့အတိုင်းကျွန်တော်တို့မြင်ရမှာဖြစ်တယ်အဲ့ဒီမှာကျွန်တော်လူပုံလေးကိုနှိပ်ပြီးတော့မှပေးထားတဲ့ link ကို copy ကူးပြီးတော့မိမိဖိတ်ကြားလိုတဲ့သူကိုကျွန်တော်အဲ့ဒီ link ကိုကျွန်တော်တို့ပေးပို့ရမှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ဒီ Messenger Room နဲ့စာတင်ကြားမယ်ဆိုရင်မိမိရဲ့ကျောင်းသူကျောင်းသားများအားလုံးကိုဒီ link copy ပို့ပေးရမှာဖြစ်ပါတယ် Messenger ထဲကနေပဲပေးပို့လို့ရပါတယ်ပြောရမယ့်နာမည်ကိုဒီနေရာမှာရိုက်ထည့်ပြီးရွေးချယ်ပြီးတော့မှပေးပို့လိုက်ရုံပဲဖြစ်ပါတယ်တစ်ဖက်ကပါဝင်မင်းသူအနေနဲ့လည်းမိမိပေးပို့လိုက်တဲ့ link ကိုနှိပ်ပြီးတော့မှ join ဒီမှာဝင်ရောက်ရမှာပဲဖြစ်တယ် Zoom ကတခြား webinar တခြား online ခေါ်ဆိုနိုင်တဲ့ software များနည်းတူကျွန်တော်တို့ဒီscreen sharing လေးလုပ်ခွင့်ပြုပါတယ်အတန်ကိုကျွန်တော် off လုပ်ရတယ်လို့ video ကိုလည်းကျွန်တော် off လုပ်ရတယ်ဒါကတော့ကျွန်တော် screen sharing လုပ်လို့ရတယ် application ဖွင့်ထားရင်လည်း application ကိုလည်းကျွန်တော် sharing လုပ်ခွင့်ပေးထားပါတယ်တို့ပေမဲ့ကျွန်တော်ဒီ desktop ကနေဒါလည်း share နေတာဖြစ်တယ်တယ်လီဖုန်းမှာတော့ဒီ screen share ခွင့်မပြုပါဘူး screen share လို့ရမှာမဟုတ်ပါဘူး desktop မှာကျွန်တော်တို့ဒုတိယချိတ်ဆက်နိုင်မဲ့ဒုတိယနည်းလမ်းကိုကျွန်တော်တင်ပြပေးပါမယ်ဒီကျွန်တော်တို့ message ပေးပို့နေကြအောင်နားလေးမှာဒီ video calling နဲ့ plus အပေါင်းပုံစံနဲ့ icon ရှိပါတယ်အဲ့ဒီမှာလည်း click လုပ်ပြီးတော့မှဒီ messenger room ကိုစတင်ပြီးတော့မှခေါ်ဆိုနိုင်ခြင်းပဲဖြစ်ပါတယ်တချို့နိုင်ငံတွေကိုသာအကန့်အသတ်ဖြင့်ကျွန်တော်တို့တဖြည်းဖြည်းချင်းခွင့်ပြုတာဖြစ်တဲ့အတွက်ကြောင့်မလို့တချို့သောနိုင်ငံမှာဒီ messenger room ရဲ့ feature အကုန်လုံးအသုံးပြုလို့မရနိုင်တော့သေးပါဘူးတဖြည်းဖြည်းကျွန်တော်တို့နိုင်ငံအလိုက် server တွေမှာ upgrade လုပ်ပြီးတဲ့အချိန်မှာမှကျွန်တော်အသုံးပြုနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ရပါတယ်ဒါကကျွန်တော်တို့ desktop အသုံးပြုသူများ computer ကနေအသုံးပြုသူများအတွက်အသုံးပြုဖို့အတွက်နည်းလမ်းဖြစ်ပါတယ်ဒီ messenger room ကိုကျွန်တော်သဘောကျပါတယ်တင်ကြားရေးမှာလည်းကျွန်တော် screen share လုပ်နိုင်တဲ့အတွက်ကြောင့်မလို့အသုံးပြုနိုင်တာဖြစ်တယ်နောက်တစ်ချက်ကဒီအချိန်အကန့်အသတ်မရှိတာကကျွန်တော်တို့အများကြီးအထောက်အကူပြုပါတယ်ဒီဖုန်းကနေတစ်ဆင့်ကျွန်တော်တို့ခေါ်ဆိုတဲ့အခါမှာကျွန်တော်ပုံမှန်ပြထားတဲ့အတိုင်းခေါ်ဆိုနိုင်တယ်မိမိတို့ဖိတ်ခေါ်လို့တဲ့သူများကိုကျွန်တော် invite လုပ်ပြီးတော့မှ send လုပ်ရုံနဲ့တစ်ဖက်က respond ပြုပြီးတော့မှဒီ messenger room မှာကျွန်တော်ဝင်ရောက်ပါဝင်စကားပြောဆိုနိုင်ခြင်းပဲဖြစ်ပါတယ် Facebook အသုံးပြုတဲ့လူတည်တံ့ခေါ်မလားဒါမှမဟုတ်Facebook မရှိလည်းပဲ Instagram ဖြစ်ဖြစ် WhatsApp ဖြစ်ဖြစ်ရှိလို့ရှိရင်အဲ့ဒီကနေတစ်ဆင့် link ကိုပေးပို့ပြီးတော့မှချိတ်ဆက်အသုံးပြုနိုင်တာပဲဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ Facebook ကိုဒီ73နှစ်နဲ့အထက်ကလေးများအထိခွင့်ပြုထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းသားအများစုမှာမိမိတို့ကိုယ်ပိုင် personal Facebook account တွေရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့တခြား software များတည်တံ့ထပ်သွင်းစရာမလိုဘဲနဲ့ကျွန်တော်တို့ဒီ online ခေါ်ဆိုခြင်း video ခေါ်ဆိုခြင်းနဲ့ webinar တော့မဟုတ် online class ကိုကျွန်တော်လုပ်ဖို့ရန်အတွက်အဆင်သင့်ဖြစ်သွားတာပဲဖြစ်တယ်အဆင်ပြေကြပါစေဗျာ